render လုပ်ပြီးရလာတဲ့ပုံတွေကို Photoshop ထဲမှာ post production အနေနဲ့ retouch လုပ်မယ် edit လုပ်မယ်ဆိုလို့ရှိရင်ပုံတစ်ပုံကိုပထမဆုံးတစ်ခါကိုလိုချင်တဲ့အဆင့်အတိုင်းလေးအဓိက point လေးတွေတိုင်းအရင်ပြင်လိုက်ရောပြင်လိုက်တဲ့ပုံရဲ့ step တွေကိုကျန်တဲ့ပုံတွေမှာအဲ့ဒီအဆင့်တိုင်းပဲပြန်ပြီးတော့ play ချင်တယ်ဆိုလို့ရှိရင် action မှာ record သွင်းထားလို့ရတယ်ကျန်တဲ့ပုံတွေကို run ကြည့်တဲ့အခါမှာအဲ့ဒီ record ကိုပြန် play လိုက်လို့ရှိရင်အချိန်ကုန်နဲ့တက်တာတယ်မြန်လည်းမြန်နဲ့ပြင်ပြီးသားအဆင့်လေးလည်းတစ်ခါလေးဖြစ်သွားရော Photoshop သုံးတဲ့အခါမှာအရေးအကြီးဆုံး layer ကိုဖွင့်မယ် action record လုပ်မှာဆိုတော့ action panel လေးကိုဖွင့်မယ် window menu တွေက action set တစ်ကိုပေးမယ်ဒါဆို create new set button လေးကို click လိုက်မယ် set 2ပဲထားလိုက်တော့မယ်နော်Okay set 2ကနာမည်တစ်ခုအနေနဲ့ပဲရှိသေးတာအောက်မှာသွားမယ် action တွေကခေါ်လိုက်မှ layer မှာအလုပ်လုပ်မယ်အဆင့်လေးတွေကိုအဲ့ဒီ action ထဲမှာသူကမှတ်ထားမှာ create new action button လေးကို click မယ် set က set 2ပဲ name action က action 2ပဲထားလိုက်တော့မယ်ပြီးရင် record စာသွင်းနေပြီဆိုတော့အဆင့်တွေမှာလုပ်လို့မရဘူးမြန်စရာမလိုဘူးကိုလုံးမဲ့အဆင့်လေးတွေကိုstep by step run သွားလိုက်ရုံပဲပထမဆုံးလုံးမဲ့ file ကို layer ဖွင့်ထားပြီးပြီဆိုတော့ background မှာလောကျနေတဲ့အတွက်လောဖြီမယ် လော icon ကိုနှိပ်လို့ရတယ်လို့ background name ပေါ်ကို double click နဲ့လောဖြီလို့လည်းရတယ်ဒါဆို action ရဲ့ record မှာ rename ချိန်တာဝင်သွားပြီနောက်ထပ် step တစ်စီကိုဆက်သွားမယ်မူရင်း layer ကိုထားပြီးတော့ layer ကို copy ယူခြင်းနဲ့ဆိုရင် control နဲ့ G ကိုနှိပ်ပြီးတော့ shortcut နဲ့ copy ယူလိုက်မယ် Photoshop ထဲပြင်တဲ့အခါမှာအဆင့်နေရာပုံပေါ်မူတည်ပြီးတော့ပြင်ကျင်သလိုပြင်လို့ရတယ်ခုကတော့အဓိက point လေးတွေကိုနမူနာပြင်ကြည့်မယ် image menu ထဲက adjustment တွေက exposure ကိုသွားမယ် exposure ထဲကတန်ဖိုးတွေကိုချိန်ကြည့်မယ်လင်းချင်းမောင်ချင်း highlight နဲ့ shadow နဲ့ကစားတဲ့ထဲမှာ gamma correction ကတင်တော်တယ် gamma correction ရဲ့ default တန်ဖိုးက 1 ပေးထားတယ်ခုနကလင်းထိန်နေတဲ့မွဲနေတဲ့ပုံလေးက shading ထည့်လိုက်တဲ့အခါမှာကားလေးတွေလည်းပို့ပြီးတော့ထင်ပေါ်တယ် render တန်လေးတွေလည်းထင်းလာတယ်လင်းလုံးတိုင်းလည်းမကောင်းအောင်เนาะ shading လေးနည်းနည်းချမှာပုံကတင်တော်တာဆိုတော့Photoshop ထဲမှာတန်ဖိုးတွေကမတက်မှတ်ထားဘူးကိုယ့်ရဲ့စိတ်ခံစားမှုပေါ်မူတည်ပြီးတော့မှပုံနေထားကိုကြည့်ပြီးတော့မှတန်ဖိုးလေးတွေပြောင်းလဲသွားလို့ရတယ် on off ဆန်းကြည့်မယ် 0.85 လောက်ထားခဲ့လိုက်မယ် okay နောက်ထပ် layer အသစ်မခေါ်တော့ဘူးဒီ layer မှာပဲတစ်ခုပြီးတစ်ခုပြင်သွားမယ်နော် image menu တွေက adjustment တွေက color balance tone balance မှာ shadow ကို on ရင်မှောင်တဲ့ဘက်ကိုသွားတယ် mid tone ကို on ရင် normal highlights ကို on နေဆိုလို့ရှိရင်လင်းတဲ့ဘက်ကိုသွားတယ်ခုကဒီပုံကြည့်လိုက်တဲ့အခါမှာ one color လားခု color လားဆိုတဲ့ရသကိုပေးခြင်းတဲ့အတွက် yellow နဲ့ blue ရဲ့ဘာတန်းကို